Hello အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကိုမှာများကြည့်လို့ကျွန်တော် YouTube ရဲ့ကိုမရဲ့ကျွန်တော်တို့အင်္ဂါနေ့တွေ့လေးပြောပေးချင်လို့ပါနော်ကျွန်တော်လိုက်ကိုတွေ့ရကိုမှာများကကျွန်တော်ရဲ့အကောင့်လေးကိုဆောက်ပါလေးနှိပ်ထားပေးပါလက်မလေးနှိပ်ပါနော်ကျွန်တော်ရဲ့YouTube မှာလည်း live မလှည့်တာချာပြီပေါ့နော်အဲ့တော့ကျွန်တော်ကကြိုက်တဲ့တဲ့ message မှာ like ကစားကြည့်ပါကျွန်တော်ဒီမှာမွေးကင်းတဲ့ရည်တဲ့ကိုမှာများကကျွန်တော်ဒီညနေကျွန်တော်တို့16ပေါ့နော်လုံးဝပါဝါအောင်သွားပြီပေါ့ကျွန်တော်ရဲ့ကိုကြီးမကြီးကျွန်တော်တို့အင်္ဂါနေ့အတွက်လေးပြောပေးချင်ပါတယ်အင်္ဂါနေ့နေကုံစာအတွက်လေးပါနော်လေးခွက်ထိုက်ပြောပေးမယ်တိုင်းတဲ့ like ကစားကြည့်ပါနော်ပြီးကျွန်တော်တို့ကျန်ရဲ့မွေးကင်းတဲ့ကစားခြင်းနဲ့မိတ်ဆွေများနော်ကျန်ရဲ့မွေးကင်းတဲ့ကစားခြင်းနဲ့ကျွန်တော်ရဲ့ကိုကြီးမကြီးကျွန်တော်ရဲ့မှာဖုန်းနံပါတ်တွေမိထားရဲ Viber လေးမှာလာယူလို့ရရပြီဗျ Viber ဖွင့်ထားပါတယ်ကျွန်တော် Viber လေးမှာလာယူကစားကြည့်ပါကျွန်တော်အင်္ဂါနေ့တော့ကျွန်တော်ပြောပေးမယ်လမ်းမလေးနှိပ်ပဲနော်ကျွန်တော်အင်္ဂါနေ့အတွက်ကျွန်တော်ရဲ့ကိုကြီးမကြီးကျွန်တော်ဘာထိုးရမလဲဆိုကျွန်တော်ရဲ့မချစ်မိတ်ဆွေများနော်ခဏဆောင်နော်မကျွန်တော်တန်းလေးပေးလိုက်အောင်လို့ကျွန်တော်အင်္ဂါနေ့တော့ကျွန်တော်တို့ဘာလေးကစားရမယ်ဆိုကျွန်တော်ရဲ့ချက်ဖန်လေးပေါ့နော်ကျွန်တော်တို့မနက်ဖြန်ကိုကျွန်တော်တို့အချိန်ကကျွန်တော်တို့9-3ညာအချိန်ရှိရဗျ9-3ညာ1ချိန်လာကျွန်တော်9-3ညာမှာကျွန်တော်လာမယ်ဆိုကျွန်တော်ရဲ့ကိုယ်ကကျွန်တော်9-3ညာထိတ်တော့ကျွန်တော်တွေ့တယ်ဒါမှမဟုတ်ကျွန်တော်တို့တိတ်တော့ကျွန်တော်ကကျင်းစီရောကတ်တယ်ရောကျွန်တော်မပြောလို့အောင်ကျွန်တော်မိတ်ဆွေများက9-3ညာ1ချိန်9-3ညာထိတ်တော့ရှိရဲအဆင်ပြေလိုက်ကစားကြည့်ထိုးမှန်ကန်တဲ့ကျွန်တော်ဘာကန်လဲဆိုကျွန်တော်မိတ်ဆွေများက9-6-5-1 9-6ရဲ့5-1ရဲ့ကျွန်တော်တို့ပြီးတော့9-6-5-1အားထိုးမယ်နော်9-6-5-1 3-2 3-6 9-6ရဲ့5-1ရဲ့3-2ရဲ့3-6ကျွန်တော်၄ခွက်အားကစားကြည့်ပါ၄ခွက်လည်းကျွန်တော်မိတ်ဆွေများလိုက်အားကစားကြည့်ပြီးတော့ကျွန်တော်တို့ကြံရဲ့မွေးကစားနေတဲ့မိတ်ဆွေများကျွန်တော်ဗမာယူရမယ်ဆိုကျွန်တော်အမှ Viber လေးဖုန်းနံပါတ်တင်ထားတယ်ဖုန်းနံပါတ် Viber သုံးပါတယ် Viber လေးမှာကျွန်တော်ကြံမွေးကင်းနဲ့လာယူလို့ရပါတယ်ဗျအစီအမလာယူပါအစီအမပြေလာမယူနဲ့ဘာမှမဖြစ်ဘူးเนาะကျွန်တော်အစီအပြေမှာကိုကမွေးကင်းနဲ့ထိုးခြင်းနဲ့မွေးကင်းနဲ့ထိုးခြင်းမှာလာယူပါဗျကျွန်တော်ဖုန်းနံပါတ်တင်ထားတယ် Viber သုံးနေဗျလူသစ်လူဟောင်းလေး Viber လေးမှာလာယူကစားလို့ရတယ်မကစားခြင်းဆိုကျွန်တော်အင်္ဂါနေ့အတွက်ပြေးထားတယ်ကျွန်တော်တို့9-6-5-1 3-2 9-6ရဲ့5-1ရဲ့3-2ရဲ့3-6ရဲ့၄ခွက်ရှိဗျနေုံစာလေးလိုက်ထုတ်ကြည့်เนาะထပ်မဲ့ဆိုရင်တော့မနာပိုင်းထပ်ဖို့များတယ်ကိုယ့်ကိုချင်းချင်းထုတ်ပေါ့เนาะအဲ့လိုက်ကျွန်တော်တို့ပြောပြပေးရပါအောင်မဲ့ကျွန်တော်လိုက်ကိုတွေ့ရမယ့်စီများမြင်တဲ့ကိုယ်များအားလုံးပဲစိတ်ချမ်းသာကိုယ်ကျမှပြေဝကြပါကြလက်မလေးအလုံးမဲ့နှိပ်ခဲ့ပေးပါเนาะမနေ့ကလည်းအောင်မဲ့ခံမယ်เนาะမနေ့ကကျွန်တော်တို့ပေါက်ရင်ကျွန်တော်မနက်ပိုင်းထွက်ရင်ကျွန်တော်ညနေပိုင်းကိုဆက်ပြီးတင်ပေးပါမယ်ဗျာနော်ကြိုက်ရင်တော့ကျွန်တော်တင်ပေးမယ်မကြိုက်ရင်တော့ကျွန်တော် live မရှိဘူးပေါ့နော်မနက်ပိုင်းထွက်လို့ကျွန်တော်ညနေပိုင်းကျွန်တော်ကြိုက်ရင်တော့ကျွန်တော်တင်ပေးမယ်မကြိုက်ရင်တော့ကျွန်တော် live မကြိုက်ရင်တော့မတင်ပေးတော့ဘူးနော်ဒါတခါပြပြပေးတာခဲ့ပြပြပြီးခဲ့တာပါဗျာနော်ငါကလည်းဘာလို့ချက်ပါလဲပြပိုင်ပါ